Premier League ဘလောက်ကိုကိုင်းမြောင်းမဲ့ ODK ရဲ့ show time ကအားလုံးပဲမင်္ဂလာပါ eFootball ပိုင်း Virus account ရဲ့ admin Virus ပဲဖြစ်ပါတယ်ကျွန်တော်တို့ Java Rating server refresh အပြီးမှဆိုရင်တော့ eFootball ကနေဒါ Arsenal အသင်းကောင်းဆောင်မာဒီ ODK ရဲ့ပေါ့နော်ဒါ show time ကကိုပတ်အသစ်တစ်ခုအနေနဲ့မိတ်ဆက်ခဲ့ပါတယ်ဒီဘက်ကဆိုရင်တော့ဒါ Arsenal အသင်းကအခုလက်ရှိမှာ Premier League Champion ဖြစ်သွားခဲ့ပြီ Champion League ကလည်းဒါ Champion ဖြစ်ဖို့ဆိုရင် PSG အသင်းနဲ့တပွဲပဲကြံတော့ရပေါ့နော်ကန်ဖို့ကြံတော့တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒါ ODK အနေနဲ့ကအခုလက်ရှိကဆိုရင်ဒါ Arsenal အသင်းမှာဒါ Premier League ဖလားမြောက်မဲ့ကလည်းဖြစ်ပါတယ်ဒီဘက်ထဲမှာဆိုရင်တော့ဒါ ODK အပြင်မှာ Saka, Havertz နဲ့ Knockout တို့ပါဝင်လာတာကိုတွေ့ရပါတယ်ပြောရမယ်ဆိုရင်ဒါ ODK ကအခုဘောလုံးရသည်မှာတိတ်ပြီးတော့ခြေသွမ်းမကောင်းခဲ့ဘူးပြန်ပွဲဆုံးတကူသွင်းပြီး9ဂိုးပဲဖန်တီးခဲ့တယ်ဒါပေမဲ့အဓိကဘာလဲပေါ့နော်အဓိကဒါ Arsenal အသင်းရဲ့တမိုင်းဝင်ပေါ့နော်22နှစ်ကြာမှပထမဆုံးရရှိတယ် Premier League ဖလားကြီးကိုကင်မြောက်မဲ့အသင်းကောင်းဆောင်ရဲ့ကပ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါ Arsenal အသင်းကိုအားပေးတဲ့ပရိသတ်တွေ Arsenal အသင်းကိုချစ်မြတ်နိုးတဲ့ပရိသတ်တွေအနေနဲ့ဖောက်ခွင့်ရှိမဲ့ကလည်းဖြစ်ပါတယ်ပေါ့နော်အမှတ်တရအနေနဲ့ဖောက်လို့ရမယ်eFootball ကလည်းဒါ free တစ်ချိန်ပေးလိုက်ဆိုတော့ကျွန်တော်ကဖောက်ကြည့်တဲ့အခါမှာတော့ဒါဗန်လီအသင်းရဲ့ကစားသမားပေါ့နော် SD ပေါက်ပါတယ်ပေါ့နော်အဓိကတော့ကျွန်တော်ကတော့မပေါက်ခဲ့ပါဘူးဒါကြောင့်မလို့ညီကိုတို့ရဲ့အနေနဲ့အခုလာနေတဲ့ပေါ့နော်ဒါ ODK ရဲ့ကပ်ပတ်ကိုပေါ့နော်ဒါဖောက်ပြကြလားပေါ့နော်ဒီဘက်ကဆိုရင်ဒါ player ရောက်90ပဲပေါတဲ့အတွက်ကြောင့်မလို့ဒါ ODK အပြင် Saka, Havertz, Knockout တို့ရဲ့ကတ်တွေကိုလည်းဒါ collection အနေနဲ့စုဆောင်းလို့ရတဲ့ကတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ Arsenal အသင်းပရိသတ်တွေအနေနဲ့ဖောက်ပြကြလားဘာ player တွေပေါက်ခဲ့ကြလဲဆိုတာကိုလည်း comment မှာဝင်ပြီးတော့ရေးခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ရပါတယ်